တေဆုံးသူမိသားစုဝင်တွေရဲ့အတနာခံတောင်းဆိုမှုတွေကြောင့်အပိသက်ဖြူချလိုက်ရတဲ့ Great Wall Hotel Hello ဇယ်လီမမလာပါပြီရှင်အနုပညာဆိုင်ရာအကြောင်းအရာတွေနဲ့လက်တလောဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးမှာပါပရိသတ်များရှင်မန္တလေးမြို့ချမ်းမြသာစီမြို့နယ်က Great Wall Hotel ကိုပရိသတ်တွေအားလုံးသိမှာပါအခုဖြစ်ပွားခဲ့တဲ့ငလင်မှာဆိုရင် Great Wall Hotel ကတော်တော်လေးကိုနာမည်ကြီးပါတယ်အကြောင်းကတော့ငလင်နေပြီးတော့တေဆုံးတဲ့သူတွေရှိနေတာတောင်မှအဲ့ဒီဟိုတယ်ကိုမဖြူချတဲ့အပြင်တေဆုံးတဲ့ရုပ်အလောင်းတွေကိုလည်းဆက်လက်မရှာဖွေတာကြောင့်မှဘယ်ကနေဘယ်လိုဘာရီခွင့်ပြုချက်ယူရမလဲဆိုတာကိုသိချမသိပေမဲ့မိသားစုတွေကဝမ်းနည်းလို့နေတာပါဒါကြောင့်မလို့ဆိုရှယ်မီဒီယာတွေကနေတဆင့်အင်တာဗျူးတွေခံပြီးတော့မိသားစုတွေက Great Wall Hotel ကြီးဖြိုချပြီးရုပ်လောင်းတွေကိုရှာဖွေဖို့နောက်တန်းအသက်ရှင်ကျန်ရစ်တဲ့သူတွေရှိရဆိုရင်လည်းကယ်ဆယ်ပေးဖို့အမျိုးမျိုးတောင်းဆိုနေတာပါဧပြီလ6ရက်မနက်ပိုင်းမှာတော့ဟိုတယ်ရှိ80လမ်းမကြီးကိုပိတ်ပြီးဖြိုချခဲ့တာလို့သိရပါတယ်။ဒါပေမဲ့ဟိုတယ်ရဲ့အစိပ်ပိုင်းတစ်ခုဘတ်ဖိုးနဲ့ကုန်နေစဉ်ပြိုကျသွားတာလို့ကုညီဆောင်ရွက်နေတဲ့သူတွေတချို့ကပြောပါတယ်။ Great Wall Hotel မှာအထက်8တက်စီပါဝင်တဲ့အဆောက်အုံတစ်ခုရှိပြီးတောင်ဘက်ချမ်းကအဆောက်အုံကငလင်းကြောင့်ပြိုကျခဲ့ပြီးအောက်ဆုံး3ထက်ကမြေကြီးထဲကိုပြိုကျသွားပါတယ်။မြောက်ဘက်ချမ်းကအဆောက်အုံရဲ့အောက်ဆုံးထက်ကလည်းမြေကြီးထဲကိုပြိုကျသွားတာဖြစ်ပါတယ်။ AB 6ရက်နေ့မှာတော့ရှိုင်းနေတဲ့ဟိုတယ်တောင်ဘက်ခြမ်းကပြိုကျသွားပြီးရုံလောင်းထမှတ်တွေ့ရှိရတယ်လို့ကယ်ဆယ်ရေးလုပ်နေတဲ့သူတွေကပြောပါတယ်။တောင်ဘက်ခြမ်းကရှိုင်းနေတဲ့အဆောင်ကိုဒီကနေ့အတွင်းထဲထိဝေပြီးကယ်ဆယ်ရေးတွေလုပ်ဖို့ဘတ်ဖိုးနဲ့နိုင်နေစင်မှာပဲပြိုကျသွားခဲ့တာပါ။လူထိခိုက်မှုတော့မရှိပါဘူး။တေဆုံးနေတဲ့ရုံလောင်းတချို့တွေ့ရလို့ Great Wall Hotel မှာကုညီကယ်ဆယ်ရေးလုပ်နေတဲ့သူတအုပ်ကပြိုကျမှုဖြစ်စဉ်ကိုပြောပြခဲ့ပါတယ်။ Great Wall Hotel အဆောင်ကိုပြိုကျနိုင်တဲ့အန်ဒီရရှိအဆောင်လို့လွန်ခဲ့တဲ့3ရက်ကလေးကသတ်မှတ်ထားတယ်လို့သိရပါတယ်။မနေ့ကလေးကတော့ပြိုကျဖို့အခြေအနေရှိတယ်။တိုင်တွေကခံနိုင်မရှိတော့ဘူး။အထူးသဖြင့်ဟိုတယ်ရဲ့အရှိတ်ဘက်ကျန်တောက်တိုင်နေပဲလို့ Great Wall Hotel မှာရှာဖွေကူညီရေးလုပ်ပေးနေတဲ့အဖွဲ့တစ်ခုရဲ့တာဝန်ရှိသူကပြောပါတယ်။ငလင်ကြီးလောက်ခတ်မှုအပြီး10ရက်မြောက်နေ့ဖြစ်တဲ့ AB 6ရက်နေ့မှာပဲဟိုတယ်အတွင်းအသက်ရှင်ကျန်ရစ်သူမရှိတော့ဘူးလို့၎င်းတို့ကပြောပါတယ်။ခုနလွန်အမြင့်ရှိ Great Wall Hotel ကမြို့အလယ်အချက်ချကြတဲ့နေရာမှာတည်ရှိပြီးတဲကိုနေထိုင်သူများလေးရှိတဲ့ဟိုတယ်တစ်ခုဖြစ်ပါတယ်။ငလင်ကြီးလောက်ခတ်ချိန်မှာအနည်းဆုံးလူနေရာဝန်းကျင်တက်မနေရှိနိုင်တယ်လို့လည်းကယ်ဆယ်ရေးလုပ်နေတဲ့သူတချို့ကပြောပါတယ်။ကယ်ဆယ်ရေးတွေကိုမလ31ရက်နေ့မှာရှင်းနာခဲ့တာပါဟိုတယ်ပြိုကျမှုမှာပါဝင်တဲ့ပိတ်မိနေသူတွေမိသားစုတွေကရှာဖွေခွင့်နဲ့ရှုံလောင်းတွေထုတ်ယူခွင့်ကို AB 3ရက်နေ့မှာတောင်းဆိုခဲ့တာကြောင့်ရှာဖွေရေးပြန်လည်စတင်ခဲ့တယ်လို့သိရပါတယ်ငလင်လုတ်ပြီးကလေးကဟိုတယ်တွင်ကနေတေဆုံးရုပ်အလောင်း2ဦးနဲ့အသက်ရှင်သူ2ဦးတို့ကိုပဲတွေ့ရှိခဲ့တာပါဒါပေမဲ့ဒီကနေ့ဖြိုချပြီးတဲ့အချိန်မှာတော့တေဆုံးသူရုပ်အလောင်း80ကျော်ရှာဖွေတွေ့ရှိထားတယ်လို့သတင်းတွေပြန့်နေပေမဲ့အတည်ပြုလို့တော့မရသေးပါဘူးအသက်ရှင်လျက်ကဲထုတ်နိုင်တာတေဆုံးတာတွေစည်ရင်းတွေကတိုင်းဆိုးရတွေကကင်တွယ်တာမို့လို့ရှုပ်ရှက်ခတ်နေရလို့လည်းပြောပါတယ်ရုရှားတရုတ်နဲ့အိန္ဒိယဖွဲ့တွေကလည်းအတီးတီးဝင်တော့စည်ရင်းတွေရှုံနေတာလို့ကုညီကေဆယ်တဲ့ဖွဲ့တွေကပြောပါတယ်တကယ်တော့ Great Wall Hotel ကိုစောစောကလေးကကယ်တင်တာပါဒါပေမဲ့ပိတ်ပင်မှုတွေများနေတာကြောင့်ကယ်တင်ခွင့်မရရှိခဲ့တာလို့လည်းသိရပါတယ်ပရိသတ်ကြီးအနေနဲ့ရောမိသားစုတွေကအချိန်ချင်းတောင်းဆိုနေပေမဲ့ရက်လွန်ကကြမှာဖြိုချလိုက်တဲ့ Great Wall Hotel ပေါ်ဘယ်လိုတွေမြင်မိလဲဆိုတာဗီဒီယိုအောက်က comment လေးမှာရှိသွားပေးခဲ့ပါအောင်ရှင်